အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးမယ်သင်ခန်းစာလေးကတော့ M5 level မှာကျောင်းသားအများစုမှတက်ကြတဲ့တဲ့နဲ့ဤနဲ့ပတ်သက်တဲ့အသုံးအနှုန်းလေးတွေကိုရှင်းပြပေးချင်တာပဲဖြစ်ပါတယ်။အဲဒါဆိုလို့ရှိရင်ပထမဆုံးတစ်ခုဖြစ်တဲ့တဲ့ကနေစပြီးတော့ကြည့်ရအောင်။တဲ့ဆိုတာကတို့တွေမြန်မာလိုနားလည်သလိုဘာသာပြန်မယ်ဆိုရင်မှားတွင်ဆိုပြီးတော့တို့တွေဘာသာပြန်လို့ရတယ်။တဲ့ရဲ့အနောက်မှာလှုပ်ရှားမှုရှိတဲ့ပြုချင်းပြကရိယာလေးတွေလိုက်ပါတယ်။เนาะဘယ်လိုကရိယာလေးလဲဆိုတာကိုတို့တွေကြည့်ရအောင်။働きますအလုံးလုံးတယ်နေမတ်အိတ်တယ်အိုယောဂီမတ်ရှေကူတယ်ဒီနေရာမှာတစ်ခုခုလုံးနေတယ်ဆိုလို့ရှိရင်ဘာကိုသုံးမလဲကြောရှိတဲ့ကိုသုံးပေးလို့ရတယ်အဲဒါဆိုလို့ရှိရင်တို့တွေပုံလေးတွေနဲ့ကြည့်ရအောင်ရှော့ကူဒိုတဲ့ခက်ကီယိုဒါဘဲမတ်ရှော့ကူဒိုဆိုတာကထမင်းစားကန်ပေါ့နော်ကန်တင်းမှာခက်ကီယိုဒါဘဲမတ်စကိတ်မုတ်ကိုစားမယ်စားသည်ဆိုတဲ့ buff က action buff ဖြစ်နေတဲ့အတွက်ကြောင့်မလို့နေရာတဲ့နော်ရှော့ကူဒိုတဲ့ခက်ကီယိုဒါဘဲမတ်ဆိုပြီးတော့သုံးပေးထားတာဖြစ်ပါတယ်အဲဒါဆိုရင်နောက်ထပ်ဥပမာလေးကြည့်ရအောင်ဒေပါတိုတဲ့ဖူကူခိုင်မတ်ကုန်းတိုင်းမှာအဝတ်စားကိုဝယ်မယ်ဝယ်သည်ဆိုတဲ့ buff ကလည်း action buff လှုပ်ရှားမှုပါတဲ့ buff ဖြစ်နေတဲ့အတွက်ကြောင့်မလို့နေရာတဲ့ကိုသုံးပေးထားခြင်းဖြစ်ပါတယ်။ကဲနောက်တစ်ခုကြည့်ရအောင်။နောက်တစ်ခုကဘာလဲဆိုရင်ဂျင်းကြတဲ့ခက်ခွန်ရှိတိုင်းတဲ့ဂျင်းကြလက်ချောင်းမှာလက်ထက်ခြင်းနဲ့လက်ထက်သည်ဆိုတာကလည်း action buff ဖြစ်နေတဲ့အတွက်ကြောင့်မလို့နေရာတဲ့ဂျင်းကြတဲ့ခက်ခွန်ရှိတိုင်းတဲ့ဒါမယ်နော်ကဲဒါဆိုလို့ရှိရင်ကျဲနဲ့ပတ်သက်ပြီးနားလည်သွားမယ်ဆိုရင်နောက်တစ်ခုဖြစ်တဲ့နိနဲ့ပတ်သက်တဲ့ဟာလေးကိုကြည့်အောင်နိကတို့ဒီနေရာမှာဆိုရင်မှားဆိုပြီးတော့အဓိပ္ပာယ်ရတယ်သူ့ရဲ့နောက်မှာဆိုလို့ရှိရင်တော့တည်ရှိတဲ့နေရာလေးတွေကိုပေါ်ပြတဲ့ buff လေးတွေလိုက်တယ်ဟုတ်ပြီနော်ဆိုတော့ဗာလေးတွေလဲဆိုရင်သူ့ရဲ့နောက်မှာတမဲရှိတာတွေတရှိတာတွေလိုက်လို့ရတယ်နေရာနိအာရီမတ်နေရာနိအီမတ်ဒီနေရာမှာတမဲနောင်ကရှိတယ်ဒီနေရာမှာတရှိနောင်ကရှိတယ်ဆိုတော့သူတို့ရဲ့တည်ရှိမှုကိုပြချင်တယ်ဆိုလို့ရှိရင်နိအာရီမတ်နိအီမတ်ကိုသုံးပေးလို့ရတယ်အဲဒါဆိုရင်ဥပမာပုံလေးနဲ့ကြည့်ရအောင်စုကုဝေနောစတာနိနေကိုကအီမတ်စာရေးစပွဲအောက်မှာကြောင်လေးရှိပါတယ်ဟုတ်ပြီနော်ကြောင်ကသက်ရှိနောင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ image ကိုသုံးပေးထားတယ်နောက်တစ်ခုကကြတော့စကုဝဲနော်ဥဝဲနိခါမီကအာရီမတ်ဒီစာရေးစပွဲပုံမှာစာရွက်ရှိပါတယ်စာရွက်ကတမက်နောင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အာရီမတ်ကိုသုံးထားတယ်နေရာနိတမက်နောင်ကအာရီမတ်ကိုသုံးပေးထားပါတယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ထွင်းချက်အနေနဲ့အာရီမတ်ရဲ့အရှိမရှိတဲ့နေရာရဲ့နောက်မှာဒဲလိုက်တဲ့အခြေအနေမျိုးလည်းရှိပါတယ်ဘယ်လိုအခြေအနေမျိုးလဲဆိုလို့ရှိရင်အဲ့ဒီစာကြောင်းမှာပါတဲ့နောင်ကလှုပ်ရှားမှုပါဝင်နေတဲ့နောင်မျိုးဆိုလို့ရှိရင်တော့ဒီနေရာရဲ့အနောက်မှာဒဲလိုက်ပါတယ်ဟုတ်ပြီနော်ပြန်ပြောပါမယ်အာရီမတ်ရဲ့အရှိမရှိနေတဲ့နေရာအဲ့နေရာရဲ့အနောက်မှာဒဲလိုက်တဲ့အခြေအနေမျိုးလည်းရှိတယ်ဘယ်လိုအခြေအနေမျိုးလဲဆိုလို့ရှိရင်ဒီစာကြောင်းမှာပါတဲ့နောင်ကလှုပ်ရှားမှုကိုဖော်ပြနေတဲ့နောင်မျိုးဆိုလို့ရှိရင်တော့အာရီမတ်ရဲ့အရှိမရှိတဲ့နေရာရဲ့အနောက်မှာဒဲကိုသုံးပေးလို့ရတယ်ကဲဒါဆိုလို့ရှိရင်ဒီလှုပ်ရှားမှုရှိတဲ့နောင်လေးတွေကဘာလေးတွေလဲဆိုတာကိုကြည့်ရနောင်လေးတွေကတန်တန်ခိုင်ဆိုရဲကုံစီပြပွဲတွေအွန်ဒိုခိုင်ဆိုရဲဒီအားကစားပြိုင်ပွဲတွေနောက်တစ်ခုမဆူရီဆိုရဲပွဲတော်တွေဒီလိုမျိုးပွဲတော်တွေကိုတို့တွေကနေအောင်ကြည့်မှန်ဆိုလို့ရှိရင်လူအများကြီးနဲ့ပေါ့နော်တက်တက်ဝန်းဝန်းစစ်စစ်ကားကားကျင်းပတဲ့နောင်တွေဖြစ်နေတဲ့အတွက်ကြောင့်လို့ဒီနေရာမှာဒီနောင်တွေကရှိပါတယ်ဆိုပြီးတော့ဖော်ပြတဲ့အခါမျိုးမှာဆိုရင်တဲ့အာရီမတ်ကိုသုံးပြီးလို့ရတယ်။အပြီးတော့ကဲဒါဆိုရင်ပုံမှန်လေးကြည့်ရအောင်။အွန်တိုကာယဝကကိုတဲ့အာရီမတ်ဒီအခစားပြိုင်ပွဲကအကြောင်းမှာရှိပါတယ်။ဒီတော့အခစားပြိုင်ပွဲဆိုတာကဒီမှာလူတွေလှုပ်ရှားပြီးတော့ရှင်ပြန်ရတဲ့ပွဲပေါ့နော်။အဲ့လိုပွဲတွေကအကြောင်းမှာရှိပါတယ်ဆိုလို့ရှိရင်နေရာတဲ့အာရီမတ်ကိုသုံးပေးလို့ရတယ်။ကဲဟိုက်ဒါဆိုလို့ရှိရင်နောက်ချက်နိရဲ့အသုံးပြုပုံလေးနောက်တစ်ခုလေ့လာကြရအောင်။နိရဲ့အဓိပ္ပာယ်ကဒီမှာဆိုလို့ရှိရင်တော့မှားတွင်တို့လိုတို့တွေကဒီစီရီယယ်တို့ဘာသာပြန်လို့ရပြီးတော့နိရဲ့အနောက်မှာဆိုလို့ရှိရင်ညွှန်ပြမှုကိုပြတဲ့ဒီကိရိယာလေးတွေလိုက်တယ်ပေါ့နော်။အဲ့ဒါလေးတွေကဘာလဲဆိုရင်ဆူမီမတ်နေထိုင်တဲ့နောက်တစ်ခုကကြတော့တာချီမတ်မတရတဲ့စူဝါရီမတ်ထိုင်တဲ့တိုမာရီမတ်တဲခိုတဲ့ဆာဝါဒီမတ်ကိုင်တွယ်ထိတွေ့တယ်ဟုတ်ပြီနော်ကဲကိုကနေပြီးတော့ကိုဆူမီမတ်နေထိုင်နေဆိုဥပမာရန်ကုန်နိဆူမီမတ်ရန်ကုန်မှာနေတယ်ကိုနေတဲ့နေရာလေးကိုညွှန်ပြတဲ့အခြေအနေမျိုးမှာဆိုရင်နိဆ
sumimasu タチマスကကြတော့ကိုကလမ်းလျှောက်နေနေပဲဖြစ်ဖြစ်ထိုင်နေနေပဲဖြစ်ဖြစ်မတန်ကောက်ရက်လိုက်တဲ့အခြေအနေမျိုးကိုညွှန်ပြခြင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်နိタチマスကိုသုံးတယ်စူဝါဒီမတ်ကလည်းထိုနည်း၎င်းပဲထိုင်နေရင်းနဲ့เนาะထိုင်နေပါတော့ထနေရင်းနဲ့ရုပ်တရက်ထိုင်ချလိုက်တာပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုအခြေအနေမျိုးကိုညွှန်ပြခြင်းတဲ့အခါမျိုးမှာဆိုရင်နိစူဝါဒီမတ်ကိုသုံးတယ်တိုမာဒီမတ်ကလည်းတဲခုတယ်ဥပမာသွားစရာတွေအများကြီးရှိတဲ့တဲကနေပြီးတော့ဟိုတယ်မှာပဲတဲခိုလိုက်တယ်ပေါ့နော်ဟိုတယ်ကလွဲပြီးဘယ်ကူမှမသွားတော့ဘူးဟိုတယ်မှာတဲခိုပါရဲဆိုတဲ့အခြေအနေမျိုးကိုညွှန်ပြချင်တဲ့အခါမျိုးမှာဆိုရင်နိထိုမာဒီမတ်ကိုသုံးတယ်နောက်တစ်ခုဆာဝါဒီမတ်ထိတယ်ကိုထိလိုက်တဲ့နေရာလေးကိုပဲညွှန်ပြချင်တဲ့အခြေအနေမျိုးမှာဆိုရင်နိဆာဝါဒီမတ်ကိုသုံးပေးလို့ရတယ်။ကဲဒါဆိုရင်ဥပမာပုံလေးတွေနဲ့ကြည့်ရအောင်။ခိနောရှတာနိဒါချိမတ်တစ်ပင်အောင်မှာရက်မယ်။ဟုတ်ပြီနော်။ကောင်မလေးကလမ်းလျှောက်လာတဲ့အခြေအနေနဲ့တို့ရမြင်ကြည့်ရအောင်။လမ်းလျှောက်လာတဲ့တစ်ပင်ရိတ်တွေးတော့တစ်ပင်ရဲ့အရိတ်နားမှာရက်လိုက်တယ်ပေါ့နော်။အဲဆိုတော့ဒီရုပ်တရက်ရက်လိုက်တဲ့နေရာကိုညွှန်ပြချင်တဲ့အတွက်ကြောင့်မလို့နိဒါချိမတ်ကိုသုံးတယ်။ခိနောရှတာနိဒါချိမတ်တစ်ပင်အောင်မှာမတက်ရက်မယ်။အဲ့နောက်တစ်ခုကကြတော့ဟိုတယ်တူနိထိုမာဒီမတ်ဟိုတယ်မှာတဲခိုမယ်။သူတဲခုမဲ့နေရာကဟိုတယ်ဖြစ်နေတယ်ဟိုတယ်ကလွယ်ပြီးဘယ်မှမသွားတော့ဘူးဆိုတဲ့အခြေအနေမျိုးကိုညွှန်ပြချင်တဲ့အတွက်ကြောင့်မလို့ဟိုတယ်တူနိထိုမာဒီမတ်ကိုသုံးပေးထားတယ်။အဲ့နောက်တစ်ခုကြည့်အောင်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်နိရဲ့အတိတ်ပဲကဆက်ရောက်ရာကိုပြတဲ့အခြေအနေမျိုးမှာလည်းသုံးလို့ရတယ်။မြန်မာလိုဆိုလို့ရှိရင်တော့စီတုပ်ပို့ပြီးတော့တို့တွေဘာသာပြန်လို့ရတယ်ပေါ့နော်။ကဲဘယ်လိုဆက်ရောက်လာပြတဲ့နေရာလေးတွေလည်းပေါ့နော်ဥပမာက ikimas kimas kayarimas ဆိုတဲ့ bus သုံးလုံးကတော့တို့တွေကအတွဲလိုက်သိခဲ့တယ်ဘယ်နေရာကိုသွားတယ်ဘယ်ကိုလာတယ်ဘယ်ကိုပြန်တယ်အဲ့လိုအခြေအနေမျိုးကဆက်ရောက်တဲ့နေရာပေါ့နော်ဘယ်ကိုသွားလိုက်တယ်ဘယ်ကိုလာလိုက်တယ်ဘယ်ကိုပြန်လိုက်တယ်ဆိုတဲ့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်နိကိုသုံးတယ်နောက်တစ်ခုကကြတော့အဲ့ဒီ buff သုံးလုံးအပြင်နောက်ထပ် buff နှလုံးလည်းရှိသေးတယ် high-rimas ဝင်တယ်နောက်တစ်ခုကကြတော့ no-body-mas တောင်ပေါ်တက်တာတို့တစ်ပင်ပေါ်တက်တာတို့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်လည်းနိကိုသုံးပေးလို့ရတယ်။ကဲဒါဆိုဥပမာလေးနဲ့ကြည့်အောင်။ကကိုနီ ikimas ကျောင်းကိုသွားမယ်။သူဆက်ရောက်ကမဲ့နေရာကကျောင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့နိကကိုနီ ikimas ကိုသုံးပေးထားတယ်။အဲ့နောက်တစ်ခုကကြတော့Uchini Kayarimas အိမ်ကိုပြန်မယ်။သူရောက်ရှိမဲ့နေရာကအိမ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ Uchini Kayarimas ဆိုပြီးတော့ကြော်ရှိလေးနိကိုသုံးပေးထားတယ်။အဲ့နောက်တစ်ခုကကြတော့ Heyani Hayarimas အခန်းထဲကိုဝင်မယ်။သူရောက်ရှိမဲ့နေရာကအခန်းထဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ Heyani Hayarimas ကိုသုံးပေးထားပါတယ်။ဒါဆိုလို့ရှိရင်ဒီနှစ်ချုပ်အနေနဲ့ဒီနေ့သင်လိုက်တဲ့ကြော်ရှိတဲနဲ့ဒီနဲ့ပတ်သက်တဲ့ဟာလေးကိုပြန်ပြောပြပေးမယ်။တဲဆိုလို့ရှိရင်တော့နေရာရဲ့အနောက်မှာလှုပ်ရှားမှုကိုပြတဲ့အခါမျိုးမှာဆိုရင်တဲကိုသုံးလို့ရတယ်။တနည်းအားဖြင့်အဲ့ဒီနေရာမှာတစ်ခုခုကိုလုပ်နေပါတယ်ဆိုတဲ့အခြေအနေမျိုးကိုဖော်ပြခြင်းတဲကိုသုံးပြီးလို့ရတယ်။နောက်တစ်ခုကကြတော့နိဆိုလို့ရှိရင်နိရဲ့နောက်မှာတရှိရဲ့နေရာကိုပြချင်တဲ့အခါမျိုးရဲ့နောက်တစ်ခုကကြတော့ဆက်ရောက်ရာကိုပြချင်တဲ့အခါမျိုးရဲ့နောက်တစ်ခုကကြတော့ညွှန်ပြတဲ့အခါမျိုးရဲ့မှာဆိုလို့ရှိရင်ဒီကြော်ရှိနိလေးကိုသုံးပြီးလို့ရပါတယ်။ကဲဒါဆိုလို့ရှိရင်ဒီနေ့သင်ခန်းစာဖြစ်တဲ့ဒဲနဲ့နိနဲ့ပတ်သက်တဲ့သုံးလုံးလေးတွေကိုနားလည်မယ်လို့ထင်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။